နေကိုလာဆယ်လာနေပြီးတော့ထွက်လာတဲ့နေ့မှာဘာမှမပါပဲနကိုမူရင်လူသားရဲ့အရင်အမြင့်ထွက်လာတဲ့မြေမိခင်ကိုပြန်သွားမယ်အကြောင်းကိုပြောတာဖြစ်တယ်။ဘာမှလောကမှာရှိတဲ့များဘဝတစ်ခုဆိုတဲ့မွေးခြင်းနဲ့တည်ခြင်းကြားမှာကြုံတွေ့ရတဲ့အရာဒီအားလုံးဟာကိုယ့်အလိုမဟုတ်ဘူးဖယားအလိုပဲဖြစ်တယ်။ဟာလေလုယာ။ကိုယ့်သဘောနဲ့အသက်ရှင်လို့မရဘူးဖယားရဲ့ရဲ့နေတာဖြစ်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဘာလို့အဲ့လိုဖြစ်တာလဲလို့ကျွန်တော်ထင်ခဲ့တဲ့ဟာအများကြီးရှိတတ်တယ်နော်။ကဲကပ္ပဥကြအခန်းကြီး9အငယ်16ကိုဖတ်ကြအောင်။ကပ္ပဥကြ9အငယ်16နိုအေရိုမိသားစုကိုဖယားကပိတ်ထားတယ်အဲ့ဒါကိုဖယားတတိယအားလုံးလည်းအောင်ထုံးတော့နိုအေကိုဘုရားသခင်မှာထားတော်မူသည့်အတိုင်းဝတ်တော်တရိษံတို့သည်ဆက်ဖတ်မယ်အထီးအမဆုံးလဲဝကြအိသာဝရဘုရားဤတဲ့နောအေကိုအထဲမှာပိတ်ထားတော်မူ၏နောအေထွက်လာလို့ရမယ်အပေါက်လေးတောင်မထားဘူးနော်ကောင်းကင်မှာပဲအပေါက်ထားတယ်ဘာဖြစ်လို့လဲဘေးအန္တရာယ်ဒီကိုကြည့်ပြီးတော့ဒုက္ခမရောက်စေခြင်းဘူးလုံးချုံစွာပိတ်ထားတာဟာလေလုယာဒီနေ့ကျွန်တော်တို့ကတာသွားခြင်းစိုးနဲ့ဘာလို့ကြားတာလဲလို့ဓာတိယနိုင်ငံကိုမျိုးလေးနေတဲ့အခါမှာစိတ်ပြတ်တာဒီလည်းမရှိကြဘူးလားမလုံးနဲ့ဖယားပိတ်ထားတာလေတချို့တမရထမ်းကိုပြောတာထမ်းအဲ့ဒီထမ်းကတေးကောင်းမှာဆိုတဲ့လူလေထမ်းမဟုတ်ဘူးကောင်းကင်ကဖယားပိတ်ထားတာထမ်းကိုအသုံးပြုတာဟိုမှာရောက်ပြီးသားလူကြီးတော့ပြန်လာဖို့ဖြစ်လာတယ်အဲ့ဒါမှပို့ခဲ့မှာကျွန်တော်တို့ကလက်ခခရီးစရိတ်တီရောဟိုမှာအကုန်လုံးပစ္စည်းတွေဟိုမှာရောက်ပြီးတော့မှစုဆောင်တာလေးတည်တဲ့အကုန်လုံးပြန်ထားခဲ့ဖို့ဖြစ်လာပြီးတဲ့တချို့ကတော့မလွယ်ဘူးဒါကြောင့်ကျွန်တော်တို့ကဘယ်သူလက်ထဲမှာပဲရှိတယ်လဲဆိုရင် UN လက်ထဲမှာလည်းမရှိဘူးမိဘလက်ထဲမှာလည်းမရှိဘူးကိုလည်းမပိုင်ဘူးတထေးကြီးရဲ့လက်ထဲမှာလည်းမရှိဘူးတထေးအလုပ်လုပ်နေလို့တထေးလက်ထဲမှာငါရှိတယ်မထင်နဲ့ကိုအလုပ်လုပ်နေလို့ငါတပေါ်ပဲမထင်နဲ့ဘယ်သူလက်ထဲမှာဖယားလက်ထဲမှာဖြစ်တယ်ဖယားကထွက်တဲ့အချိန်မှာလွတ်သွားတာဖယားပိတ်တဲ့အချိန်နိုအေမိသားစုအဲ့လိုပိတ်တာသူတို့အတွက်ဒုက္ခရောက်အောင်လုပ်တာမဟုတ်ဘူးတရိပ်နဲ့အစံကြီးနဲ့အတူဆောင်ထားခြင်းခံရတာဘယ်မှာဝန်းကျင်မှာမမြင်ရတော့အတန်တော့ကြားလိမ့်မယ်တဟုံနဲ့တကပါလုံးရေထွန်းမောတာဘယ်လောက်ရေထွန်းမောတယ်ကပ္ပဥကြ9အငယ်19နဲ့20ကိုဖတ်ကြည့်တကပါလုံးလူမရှိတော့တာနော်တကပါလုံးမှာတယောက်မှမရှိတော့တာအဲ့ဒီချိန်မှာနိုအေရိုမိသားစုတင်းမိုးထဲမှာပိတ်ထားတာဖတ်ကြည့်အောင်နောက်တစ်ဖက်ရေကြီးပေါ်မှာအလွန်အားကြီးတဲ့ချက်မောကောင်းကင်အောက်၌ရှိသမျှသောတောင်ကြီးအပေါင်းတို့သည်မြုပ်ကြ၏ရေမြုပ်သောတောင်တို့အထက်၌ရွှန်းတက်သောရေသည်15တောင်ရှိသည်အဲ့ဒီလိုရေဖွံ့မောတာငါတို့ကတော့အေးရှိမှနည်းနည်းရေတက်လာတော့မှကြောက်နေကြတာကျွန်တော်တို့ချင်းတောင်ကနေမြောက်တကုံကြောင်းတော့မြောက်တကုံပါနွေရာတီမှာအင်ဟာဖို့ရှာကြတဲ့အခါမှာရှေ့မှာလည်းအင်လည်းပြောင်းညင်ပြောင်းတလင်းအင်လည်းနဲ့ထပ်ဆိုတော့မဆိုးဘူးပဲအဲ့ဒါဆိုပြီးတော့ကာလန်ပေါ်ကနေအောက်မှာညင်ပြောင်းဆိုတော့မဆိုးဘူးအဲ့ဒါအောက်တော့ပဲဆိုပြီးတော့ထားကြတာမောရွာချလာလို့ကာလန်အပေါ်အတော့အောက်မှာရေတီဆိုပြီးတော့ဖားတီမွဲတီဖြစ်လာတော့ကျွန်တော်အမြောက်သမီးကပြန်သွားမယ်ဒီမှာငါနေလို့မရတော့ဘူးမနေဘူးတဲ့နိုအေတီပိုကြီးကိုစဉ်းစားတဲ့အခါအလိုလောလတ်ချင်းလို့မရတော့လုံးဝတကပါလုံးမှလူမရှိတော့တာအဲ့တော့ကျေးဇူးတော်ချီးမွမ်းတဲ့အစားဒုက္ခရောက်တယ်လို့ထင်ကောင်းထင်လိမ့်မယ်နိုအေနဲ့ပေါ်လာလို့လည်းမရတငယ်ချင်းတီဆွေမျိုးတီလည်းတဲလို့မရဘူးတင်းပေါ်တကားကဖယားကပိတ်ထားတာ
နောအေတို့မိသားစုလည်းဝင်သွားတာဒါကြောင့်ဒီနေ့ယေရှုခရစ်အထက်မှာလုံးလုံးချုံချုံရှိတာကိုသတိရပါခရစ်တော်အထက်မှာရှိတယ်ဆိုတာသိပါယေရှုနောက်လိုက်တာမဟုတ်ဘူးယေရှုနောက်မလိုက်နဲ့ယေရှုနောက်ကိုလိုက်ရမှာဘောလို့ပြောတော့ယေရှုနောက်ကစာတန်တော်လက်တယ်ဟာအေးဟုတ်ပါပဲယေရှုနောက်လက်ရင်နောက်ထဲမယ်အဲ့ဒီဘဝကိုယေရှုကအကုန်လုံးနောက်လက်ဘဝကနေကားတဲ့ပုံမှာအကုန်ဆွဲခေါ်ပြီးတော့အတူတင်အတူညုတ်အတူထပြီးကောင်းကင်မှာအတူဖွက်ထားနေတာကျွန်တော်တို့ဟာလေလုယာဒါကြောင့်ယေရှုနဲ့အတူရှိခြင်းကိုပဲနားလည်ပါယေရှုနဲ့အတူရှိတာသဘောမပေါက်တဲ့သူကဖခင်เจ้าနဲ့ဝေးပြီလို့ပဲထင်တာခေါ်ပြီးတီလာပြီးဖခင်เจ้าဝတ်ပြုလို့မရတော့ဘူးဆိုတော့နေလို့မရတော့ဘူးအဲ့ဒါယေရှုမရကြလို့တော့ယေရှုနဲ့ရည်စားဘဝမဖြစ်နဲ့ယေရှုနဲ့အတူရှိပါဟာလေလုယာကိုလိုတဲ့အခန်းကြီး3အငယ်3ကိုကြည့်တက်ကနေ3အထိဖတ်ရအထက်အရာကိုညိုလိပါထမ်းမပြီးတော့ဒီနေ့ညိုလိတာပြည့်စုံသွားပြီသွားဖို့ရံတကားထွက်လာပြီခရပြစ်ခဲ့တာဘယ်တော့ကြာပြီအဲ့ဒါထွက်လာအဲ့ဒီလိုပဲမိတ်ဆွေနဲ့ကျွန်တော်လည်းထွက်တဲ့နေ့ရှိမယ်ဟာလေလုယာမယုံမရှိနဲ့အဲ့ဒါကြောင့်ပြစ်တဲ့အချိန်မှာလဲညော်လေးပါဝမ်းမြောက်ပါဖခင်ကိုကျေနပ်ပါဖခင်ကိုချီးမွမ်းပါဖခင်အောင်အသက်ဆုံးခဲ့ပြီးဒီအတိုင်းဒီတို့ဒီခရစ်တော်နဲ့အတူထားမြောက်ကြသည်ဟန်လေဖခင်သခင်ဤလေရတော်ဖက်၌ခရစ်တော်သည်ထိုင်နေတော်မူရာအရာ၌ရှိသောအထက်အရာတို့ကိုရှားကြလောမြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနဲ့အထက်အရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြလောအကြောင်းမူကားဒီတို့သည်သေတော်သူဖြစ်၍ဒီတို့အသက်သည်ခရစ်တော်နှင့်အတူဘုရားသခင်၌ထွက်ထားလေရှိ၏ဟာလေလုယာကျွန်တော်တို့အသက်ဝိညာဉ်ကျွန်တော်တို့ဘဝကျွန်တော်တို့အသက်တာကောင်းကင်မှာခရစ်တော်နဲ့အတူထွက်ထားတာဘုရားလက်ထဲမှာရှိတာအဲ့ဒါကြောင့်ယေရှုကငါတို့ကိုစားအသေးခံတဲ့သူ့ကိုယုံရင်တော့ရောက်မလို့ပြောကြတာပဲဆိုပြီးယုံပြီးတော့မှပြဿနာ6,600ရောက်လာလုံးဝကဲဒီချင်းမရောက်လို့အဝဲကနေယေရှုကိုယုံကိုစားခံပေးတဲ့ပုဂ္ဂိုလ်လိုပဲမြင်သူ့ကိုပဲတနာအဲ့ဒီလိုယုံတဲ့လူကမရတော့ဘူးခရစ်တော်ကကျွန်တော်တို့ကိုလာခေါ်တာဟာလေလုယာအခုခရစ်တော်ကိုပဲခေါ်ဖိတ်နေကြတော့အဲ့ဒါမှားတယ်နော်ခရစ်တော်ခေါ်ဖိတ်မနေနဲ့นี่ခေါ်ဖိတ်လို့ပါကျွေးမှာဖယားကပဲကျွန်တော်တို့ကိုခေါ်ဖိတ်တာဟာလေလုယာဝင်လေးရွပြင်ပန်းတော်သူအပေါင်းတို့ငါထမ်းတော်လာကြလို့ငါဒီချမ်းသာပေးနေငါတဘောဒီထမ်းလို့တယ်ငါဝင်လေပို့တယ်ငါဒီနူးညတိမ်ဝဲနေချတော့စိတ်တဘောရှိငါထမ်းနိုင်နီးခံကြတော့ဆိုတာခရစ်တော်ကခေါ်တာကျွန်တော်တို့ကသူ့ကိုခေါ်ပြီးစိတ်နဲ့လုံးဖွင့်ပေးပါတယ်တဲ့စိတ်နဲ့လုံးဖွင့်ပေးလို့ဝင်တာမဟုတ်ဘူးဖယားကပဲကျွန်တော်တို့ကိုလာခေါ်ပြီးကောင်းကင်အထိကယ်ပြီးပြီ praise the Lord အဲ့ဒါကိုစိတ်ချလက်ချနဲ့အသက်ရှင်တော်သူဟာဘယ်လိုလဲနေနော်အေတော်မိသားစုအแทမှာလုံထုံလာတက်ကပါလုံးအဲ့ဒါဟိုလာဟီလာနဲ့ဂျာဒီတရိษံဒီစင်ဒီကအစအကုန်လုံးရေထဲလို့ပြီးတည်တဲ့အချိန်မှာဖယားပိတ်ထားတာယေရှုဖြစ်တယ်ယေရှုတော်ဖြစ်ဒါကြောင့်ကျွန်တော်တို့ကိုဖယားကကိုဗစ်အထဲမှာရောစစ်အထဲမှာရောလူဗီဒီယိုကိုဗစ်ရောအမျိုးထဲမှာကဲနှုတ်လာတာကိုယေရှုတင်ဒီမှာရောက်လာပြီးတော့အလုတ်မရတာလေးနဲ့ဘာမှစိတ်ကမချဘူးဖယားကျွေးနေတာပဲဘုရားရှင်နာမတော်ရုပ်ပုံကြည့်ပါစေအာမင်အလုတ်လို့စားတယ်လို့ထင်ရင်အလုတ်မလုတ်နိုင်တော့တဲ့အချိန်မှာငတ်ဒီနေ့အလုတ်မလုတ်နိုင်တဲ့ဖယားကျွေးတယ်ဆိုတာပဲသိပါဖယားကနဲ့ဖန်အတွက်တော့မပူနဲ့နဲ့ဖန်နေပြီမိအတွက်စိုးရင်လေငါပဲနဲ့ဖန်စင်တာလို့ဖယားကတောင်းလို့ယူနေတာဟာလေလုယာဒါကြောင့်ဖယားပိတ်တဲ့အချိန်ရှိတယ်လို့ပိတ်တဲ့အချိန်မှာလည်းဒုက္ခမရောက်ပါဘူးဒုက္ခရောက်တယ်လို့ကိုဟာကိုထင်တာဖယားရဲ့အကြံအစီပေါ်မှာကျေနပ်တတ်တယ်နှစ်သိတတ်တယ်ဝမ်းမြောက်တတ်တယ်ခံယူတတ်တယ်သဘောတူတဲ့အသက်တာရှိဖို့ဖယားကလိုချင်တခါတလေကျွန်တော်တို့ကဖယားကိုပဲအကူအညီတောင်းတာလူကဖယားကိုအကူအညီတောင်းဖို့မဟုတ်တော့ဖ
ဖယားကပဲမင်းတို့ကိုငါရဲ့အမှုတော်များမှာပါဝင်ပြီးဝတ်မြောက်ဖို့စိတ်ချမ်းချမ်းသာမရဏနိုင်ငံနဲ့မဆိုင်တော့အောင်ငါတီထောင်လိုက်တာမင်းတို့ကိုငါအသိကိုငါတီဆောက်လိုက်တာလို့ပြောတာယေရှုခရစ်တော်ကိုယ်တိုင်ငါတို့အထက်မှာရှိနေပြီဟာလေလုယာဒါဆိုရင်ကျွန်တော်ပါလို့ရမယ်လေလို့ဖယားကိုပဲမေးပါဖယားရဲ့လာလို့ပေးပါလို့ဘယ်တော့မှမခေါ်နဲ့အားလုံးလည်းအောင်ကျွန်တော်အမှုပြဿနာလုပ်ငန်းကိစ္စအဝကိုဖယားကိုအလုပ်မခိုင်းပါနဲ့ဖယားကိစ္စအဝမှာပဲဘာဝင်လို့ဆောင်ဖို့ဖယားရွေးထားတာဟုတ်တယ်မဟုတ်လားဖယားခေါ်ထားတာကျွန်တော်တို့ကပဲဖယားကိုလုပ်ခိုင်းလိုက်ကိုလိုဖယားငါစက်ပြောရေးကောင်းငါပညာရေးကောင်းငါစီးပွားရေးကောင်းအောင်လုပ်ပေးတော်မူပါအမလီလုတ်ဆရာတော်မလို့ငါအလုံးပြင်စင်ပြတာတီးပြီးတော့ငါအလို့ကိုတာနားလေတပေါ်ပေါ့ငါဝဲချီမောငါနိုင်ပဲစိတ်ချငါဦးထိထားငါဦးစားပေးအားလုံးကဘုရားသခင်နဲ့ကြောက်မှချင်းတရားတော်နိုင်ငံတော်နဲ့ဖြောက်မှချင်းတရားတော်ကိုနောက်မှရှာကြလို့ရှေးဦးဆိုတာကျွန်တော်တို့ဟဲ့လားဖယားကိုကျေးဇူးတင်ပြီးရှေးဥစ္စာကျေးဇူးတင်ရမယ်ဥစ္စာဟောမှာဖယားကိုမရှာဖက်နဲ့လောအတ္တာဒီပဲရှာနေတော့လောအတ္တာသူဖြစ်စဉ်ဖြစ်တာလောချင်းတာဒီရှာနေလို့မကျေနပ်နိုင်အားလုံးလည်းလောချင်းတာမရှာနဲ့လောအတ္တာလည်းတင်ရှာလို့တွေ့တာမဟုတ်ဘူးဖယားဖြစ်စဉ်ဖြစ်တာဒီဟုတ်တယ်အထက်ကလေးလေးကနော့ကိုအပြင်မှာလာပြီးတော့သူဘာမှလုပ်တာမဟုတ်ဘူးအပြင်ကမိခင်အထက်မှာအကောက်လုံးဖန်ဆင်းတဲ့ဖယားကထွက်လာရင်လည်းတော့ဖို့အစစ်တစ်ဆိုပြီးတော့နော့ကိုမပြင်ဆင်ဘူးလားပြင်ဆင်တာကျွန်တော်တို့ထွက်လာရင်လည်းခတ်တီတီလည်းဘာမှမပါပဲထွက်လာတာတပ်ခုနှလုံးနဲ့ဝါမစော့ရဘူးလားစော့ရတာအဲ့ဒါပဲသူပြင်ဆင်တာဖယားပြင်ဆင်တာဒါကြောင့်အားလုံးလည်းကိုတော်ဖယားရဲ့ကျွန်တော်တို့အတွက်ကိုလိုလူလောက်တယ်ငါတို့ခေါ်တာဖန်ဆင်းတာဒုက္ခရောက်ဖန်ဆင်းတာမှမဟုတ်တာငါတို့ကိုတို့ယေရှုတည်လာအောင်ပေါ်ပြီးကိုတို့ယေရှုတည်လာအောင်ချီးမွမ်းလာတတ်အောင်ကိုတို့ကျွန်တော်တို့ကိုခေါ်ပြီးတော့မှအမျိုးမျိုးကင်တွေ့တာဖြစ်တယ်ဘုရားရှင်နာမကိုပုံကြည့်ပါစေဒါကြောင့်နောအေဒီကိုထဲမှာနောအေတကပိတ်တဲ့အချိန်ကတော့မနေဘူးကောဒါပေမဲ့တက္ကပါလို့ပြည့်စည်ခြင်းမှာပါခြင်းသလားအထဲမှာပဲဒုက္ခရောက်တယ်လို့ထင်ပြီးတော့ကျဉ်းကျပ်စွာနေမလားလို့ရွေးခိုင်းရင်ဒီပေါ်ထမ်းနေခြင်းမှာပါလို့ဒီဒါပေမဲ့မသိရင်တော့ငါတို့ကျဉ်းကျပ်လွန်းတယ်တပါကြီးပါဖြစ်တယ်လေသိခြင်းနဲ့သိခြင်းမနေနဲ့ပြည့်စည်နေတယ်အပြင်မှာရှိသမျှပြည့်စည်နေတယ်ခရစ်တော်ရဲ့အပြင်ဖယားအပြင်ထက်မှာရောက်တဲ့နေ့တိုင်းအချိန်တိုင်းနာရီတိုင်းဟာခင်ဗျာလုံးဝစိုးရင်ပူပန်ကြောက်ကြခြင်းကိုပဲရှာနေတာဖြစ်တယ်။ဖယားနဲ့လုံခြုံစွာနေရတဲ့အခွင့်ဟာဖယားမှာပဲရှိတာ။ဟာလေလုယာ။အိပ်ပျော်တဲ့အခွင့်ထားရတဲ့အခွင့်နောရတဲ့အခွင့်လေးခုမြောက်သောဆာလံအပိုက်နဲ့ရှစ်မှာအပြတ်။အဲဒါကြောင့်ဖယားနဲ့လုံခြုံခြင်းကိုရှေးဥစွာရှာစမ်းပါတချို့ဒါအလုံးလုံးတဲ့နေရောညာရောအချင်းပေါ်ရောအလုံးလုံးပြီးငွေရပြီးတော့မဆိုးဘူးလို့ထင်တာအလုံးလုံးတဲ့အတွက်ကြောင့်စက်တောင်ပူလာရင်မတော်မတရားစက်တောင်ခိုင်ရင်ပူလာတယ်လို့လူလည်းကြောက်ကတိပြက်စီးလာတယ်အစာအင်းဒီအမျိုးမျိုးဖြစ်လာတော့အဲ့ဒီရှာတာများတော့မလောက်ဘူးဆေးရုံမှာအဲ့ဒါကြောင့်ဒီနေ့ဖယားရဲ့ယေရှုတော်အားလုံးလည်းဖယားအောင်ညီဝတ်စွာအင်းတွေပြောပါမယ်အကြောင်းကအကျွန်ုပ်ဒီလုံခြုံစွာနေရသောအခွင့်ကိုတော်အရှင်ထာဝရဘုရားသားဟဲ့အခွင့်ပေးတော်မူ၏ဟာလေလုယာဒီနေ့ဘုရားဦးစားပေးတော်သူဟာဘုရားကလည်းကောင်းချီးပေးအားဘုရားဦးစားမပေးတော်သူဟာဘုရားကလည်းကောင်းချီးမပေးအားဘူးလို့ပြောတယ်အမှန်ကတော့အကုန်လုံးကိုပေးပြီးသားပဲဒါပေမဲ့သူ့ဦးစားမပေးတော့အဖေအမေကဟိန်းကောင်းချက်ရင်လေဟိုးရှော့လဲပြီးတော့စားချိန်မှလည်းမရောက်လာတဲ့အခါမှာညီကိုတရားစားခုံလို့အိုးထဲပဲတွေ့တယ်လို့ကိုဝဲနေလို့ဖြစ်တာဒါကြောင့်ကိုမဝဲဖို့အရေးကြီးတယ်မနောက်ချသေးဘူးနော်မနောက်ချသေးဘူးဘယ်သူအတွက်မှမနောက်ချသေးဘူးဒီနေ့ကစားပြီးတော့ခရီးစီမံထားတာပဲဝဲမြောက်စွာခံယူတော့မယ်လို့အသက်ရှင်ဖို့လိုတာ
ဒီနေ့ကျွန်တော်တို့ကလောကအရာချမ်းသာခြင်းတဲ့ကောင်းကြီးမြတ်များစွာတစ်ခုပေါ်တစ်ခုအချမ်းသာအောင်ဆိုမတောင်းပေးနေတဲ့တယောက်ကအချမ်းသာဆုံးဖြစ်ရမယ်တဲ့ဟောချမ်းသာတာတော့ရိုးချမ်းသာတာဆုတောင်းတာမခံချင်တော့အချမ်းသာဆုံးအဲ့ဒါငါဖြစ်ရမယ်တဲ့ကဘာကြီးပါပြတ်တယ်နော်ရေနဲ့ဆေးပြီးနေနဲ့ချွတ်အောင်မှာအဲ့ဒါတီရှာနေတဲ့အချိန်မှာတမန်တရားသိပြီးတော့ကောင်းကင်မှာကဲတင်ချင်းရောက်ပြီးတော့ဝမ်းမြောက်နိုင်တဲ့အခွင့်ရတာယေရှုတော်ချီးမွမ်းပါဟာလေလုယာဒီနေ့ဩဝါဒဒီမာယောပြီးတော့လူအကြိုက်ဒီလူစိတ်ဓာတ်လောချင်တာဒီပဲရှောက်ရှာပြီးတော့မှလူဒီအလူအယပြည့်စည်နေကြအဲ့ဒီအချိန်မှာကျွန်တော်တို့အလိုမဟုတ်ပဲနဲ့တခင်အလိုဖြစ်ပါစေလို့အသက်ကဆက်ကတော်သူများဘုရားရှင်ကောင်းချီးပေးပါစေအဲ့ဒါအရေးကြီးတယ်ဒါကြောင့်ကျွန်တော်တို့ကဘလောကမလေးရှားရောက်လာဖို့အိမ်နဲ့ထူးကြလို့ဘယ်သူမှမမဲ့ဘူးပညာနဲ့နိုင်ငံတော်တင်ပညာတော်တင်ရလို့လာကြတာလည်းမရှိပါဘူးဘယ်လိုနည်းနဲ့ပဲဖြစ်ရောက်လာကြတာဘယ်သူပို့လဲဘယ်သူတာဝန်ယူဟာလေလုယာဒါကြောင့်ဒီနေ့တမန်တရားမှာဝယ်မြောက်တဲ့သာသမီကြီးအိမ်မတမအုံယူတယ်တကယ်တမန်တရားကိုသိဖို့လိုတာတမန်တရားမသိရင်တထေးကြီးတော့မပြောဘူးတဲ့လားအိမ်မပြောနိုင်ဘူးတထေးကြီးမပြောနဲ့လမ်းဘေးမှာအိတ်တဲ့လူကြီးတောင်အိတ်ပြောလို့သူတို့ကအချိန်တိုင်းရမုတ်တော်မှသူတို့စားရတယ်ခေါက်ဆွဲတီလာကျွတ်တဲ့လူကြီးနဲ့တွေ့တော့နော်ပွဲစံတီပါရပြီသူတို့အရက်ပါတောင်းနေကြတာအဲ့ဒီချိန်မှာကိုဟာကိုပဲစိုးရင်ပြီးအလုတ်လုတ်တဲ့လူအရက်တောင်းဖို့မပြောနဲ့ရေတော်ဝေဖို့မရှိတဲ့ဘဝမဖြစ်ဘူးလားကိုဟာကိုကြောစားလို့ဖယားရှာမဲ့အချိန်ဖယားမရှာဘူးဖယားလုတ်ပေးမဲ့အရာကိုကိုကရှာပြီးကိုကဖယားအားကိုမဲ့အရာကိုဖယားမအားကိုအဲ့ဒါကျွန်တော်တို့အချက်ဒီအားလုံးဖယားပြင်ဆင်ပေးတာဒါကြောင့်ဖယားသိတဲ့အချိန်မှာဝမ်းမနေနဲ့ယေရှုချီးမွမ်းအခုချိန်ဒီဟာငါအရင်လာတာပဲထောင်ဝင်ပြီးတော့မရောက်ခင်ငါရောက်တာပဲဆိုတဲ့လူလည်းရှိနိုင်တယ်တချို့အနေဟိုနဲ့ထောင်နဲ့တက်ဆဲကတဲ့ကမှာဟိုယူနေမှာတင်ထားတာအခုထက်ထိဖုန်းမဆက်လာဘူးဆိုတဲ့လူရှိတယ်ငါတော့ကလူဒီရောက်ကုန်ပြီတဲ့အဲ့ဒါနဲ့မဆက်ဘူးဖယားကမင်းအတွက်အကောင်းဆုံးဟေရှာယအခန်းကြီး48အငယ်7ကိုဖတ်ဖယားတကယ်ဟာဖြစ်ချင်းအောင်မဖြစ်ခိုင်းဘူးဖြစ်တဲ့ဖြစ်ထိုက်အောင်ဖြစ်ခိုင်းတာတွားချင်းတဲ့လမ်းကိုမရွေးဘူးတွားတဲ့တွားထိုက်တဲ့လမ်းကိုပို့တယ်ဖယားဖြစ်ဖတ်ကြည့်တော့တင်းကိုရွေးနှုတ်တော်သူဣသေလအမျိုးဤကရှင်တော်အရှင်သာဝရဖယားမိတ်တော်မူဒီကငါသည်တင်းအကျော်နဲ့ရှင်တော်အရာကိုတော်တည်၍တင်းသွားအတော်လမ်းဖြစ်ပို့ဆောင်တော့တင်းအိဖယားတဲ့သာဝရဖယားဖြစ်တွားချင်တော်လမ်းနဲ့မပို့တဲ့တော့တွားအတော်လမ်းတွားချင်တော်လမ်းကတော့အားလုံးနဲ့ဖန်အကုန်လုံးရမယ်ယူအယုံတွားရဆိုတော့အားလုံးတွားကြမှာတွားချင်တဲ့လမ်းကတွားတဲ့တွားအပ်တဲ့လမ်းဆိုတာအချိန်တိုင်းရဲ့တယောက်ပြီးတယောက်ဖယားကလမ်းမဖွင့်လာဘူးလားဒါကြောင့်ဖယားနဲ့ကအတူရှိပါခင်ဗျားရဲ့လုပ်ငန်းလည်းဖယားနဲ့အတူရှိတဲ့လုပ်ငန်းဖြစ်ပါစေဖယားနဲ့တောင်းဝဲတဲ့အလုပ်တွေဖယားနဲ့ဝဲတဲ့ဘာအရာမှမရွေးပါဘူးရှာတဲ့မေရှက်အပေတနေကိုတော့ကမီးပုံထဲရောက်မလားငါရုပ်တူကိုကိုမလားဒါပဲရွှေငါရုပ်တူကိုကိုရဲ့မင်းတို့မီးရှာလည်းမညစ်ရဘူးငါရုပ်တူမကိုကိုလို့မီးပုံမှာမီးတော်ရမှာဒါပဲဒီဘုခနေစာပင်ကြီးခိုးပြီးတော့ရွေးခဏအဲ့ဒါချမ်းစီကေတာဒုတိယအချိန်ပထမသူ့ရဲ့ရွှေရုပ်တူအနုမောဒနာပြုပွဲနော်အတောင်60ရှိတယ်ရွှေစင်နော်အနံ6တောင်အမြင့်ညံတော်လို့ခေါ်တယ်60အဲ့ဒီအနုမောဒနာဖွင့်ပွဲမှာအိုးစီပုံမောင်တီအားလုံးကတီးလာရဲ့အားလုံးတရားသူကြီးမျိုးဝင်အကြီးအကဲအားလုံးဘယ်သူမှမကြမ်းငါရဲ့ရွှေရုပ်တုတော်ကြီးကိုအားလုံးကပြတ်ဝက်ကိုရမယ်လို့အမိန့်ထုတ်လိုက်ပြီလေဟဲ့တဲလူ3ယောက်ရှာတဲ့မေရှက်အပေတဲ့နေကိုလုံးဝမကိုကိုအဲ့ဒါသူတို့ကိုကြံစီပြီးအမိန့်ထုတ်ခိုင်းတယ်ဆိုတော့ကြည့်ကြတော့လုံးဝမကိုကိုခတ်တီတီ
အဲ့ဒါကိုရင်ရှိမှသွားတိုင်တော့ကိုရင်က chance ပေးနေခေါ်ပြီးတော့ဒီလူ၃ယောက်ငါနှမျောတာငါအဲ့ဒီလူဒီမိထဲရောက်တော့လို့မဖြစ်ဘူးငါတဖန်ခေါ်ပြီးတော့မှနားချအောင်မင်းတော့ရှာတဲ့မရှာပေးတယ်ကိုတော့ငါရုပ်ထုချီကိုအခုကိုကိုလည်းရင်မလွတ်မတရားဘူးမင်းမလောင်ရဘူးအခုကိုကိုရင်လွတ်တယ်ဆိုတော့ဘာပြောကြဒါရေလာအခန်းကြီး3အငယ်7 8ဖတ်ကြအောင်ဒါရေလာ3 7 8အဲ့ဒါကြောင့်ဒီနေ့ဒီမှာရောက်လာတဲ့ချစ်တော်ဓမ္မမိတ်ဆွေအပေါင်းတော်ကျွန်တော်တို့ဒီနေ့ရွေးနေတဲ့အရာဒီဟာကျွန်တော်တို့လိုချင်တဲ့အရာဒီမဖြစ်ပါစေနဲ့ဖယားလိုချင်တဲ့အရာဖြစ်ပါစေကျွန်တော်တို့လိုချင်တာကအတုံးမရတဲ့အရာဒီဖြစ်တတ်တယ်ဖယားကလိုအပ်တယ်လို့သိပြီးပေးတဲ့အရာကကျွန်တော်တို့ရဲ့ကောင်းကြီးအမှန်ဖြစ်တယ်ဟာလေလုယာဖယားရဲ့ကောင်းကြီးမင်္ဂလာဟာဝတ်နဲ့ချင်းနဲ့မယုံတော့ဘူးနော်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဝတ်မြောက်ခြင်းလွတ်လပ်ခြင်းငြိမ်သက်ခြင်းပျော်ရွှင်ခြင်းဟာဖယားမှာပဲရှိတယ်အဲ့ဒါရွေးတတ်တော်သူဖြစ်ဖို့ဖတ်ကြည့်အောင်ကျွန်တော်တို့ကိုယ်ွယ်သောဖယားသခင်သည်မိလောင်လည်းရှိသောမိဖို့ထဲကကျွန်တော်တို့ကိုကယ်ထွက်နိုင်တော်မူ၏ကိုယ်တော်၏လက်မှလည်းကယ်ထွက်တော်မူလိမ့်မည်ထိုတော့ကယ်ထွက်တော်မမူတော်လဲအရှင်မင်းကြီးကိုယ်တော်၏ဖယားတို့ကိုကျွန်တော်တို့သည်ဝတ်မပြူပါဟာလေလုယာတေချီကိုရွေးတာငါယုံသူဝတ်ပြူကိုယ်ွယ်ရဲ့ဘယ်တော့မကောကွယ်တော့မီးလောင်နေပြီလို့ရွေးခိုင်းတာကျွန်တော်တို့ဆိုပါရွေးဒီလောက် chance ပေးမှာတော့ဟုတ်ကဲ့ဘယ်သူမှမသိအောင်မသားလေးကိုကွယ်လိုက်တယ်နန်းတော်မှာဆိုမရဘူးဖယားရဲ့အလိုတော်ကိုပဲရွေးကြတာငါတို့ဟာကိုရောရုပ်ထုကြီးကိုတော့မကိုးကွယ်နဲ့ကိုရောလက်ကရောမီးပုံထဲကရောကဲနိုင်တဲ့ဖယားပဲငါတို့ကိုးကွယ်တာဒါပေမဲ့သူကဲချင်းကဲမကဲချင်းတဲ့ကိစ္စမရှိဘူးကဲမကိုးကွယ်မှာမဟုတ်ဘူးမကဲရင်လေသူ့တဘောပဲငါတို့ကတော့ကိုးကွယ်မှာဘယ်စလို့ကောင်းကြီးခံစားလို့ကိုလိုချစ်တာဖြစ်လာလို့ဖယားကိုဝန်တာလားကိုးကွယ်တာမဟုတ်ဘူးဖယားစစ်ဖယားမှန်လို့စစ်မှန်တဲ့ဖယားမြေကြီးအဖို့မရှိပဲခင်ကောင်းခင်သူ့တပါတီချက်ပြီးတော့တနေ့ကြရဲ့အဲ့ဒီမြေကြီးပေါ်မှာစပါးများခဲ့တော့ရွေးကောက်ထားပြီးတော့ကဲတင်ချင်းရောက်သူများကိုစပကြီးမှာတင်းအောင်မယ်တိုးမျိုးစိတ်ဒီမယုံကြည်ပုံကန်သူဆန့်ကျင်သူကဲရဲ့သူများအားလုံးမင်းနဲ့ရှောင်းတာဒါကြောင့်ဒီနေ့အဲ့ဒီအချင်းကြီးလေးအဲ့ဒါကိုတီးပြီးတော့အခုလို့ဖယားအလိုကိုရွေးချယ်တာအရေးကြီးတယ်နော်ဒါရေလာတော့တခါတည်းစိန်ပွေလည်းမတတ်နိုင်တော့မျက်နှာကြီးရဲ့အမျက်ထွက်ပြီးတော့မှမိဘုံခွနဲ့စားကယ်လိုရီအပူခွနဲ့စားဖို့အောင်လုပ်ကြဒီကောင်းကြီးငါရှိလာတော့ပြောင်းညင်းတဲ့ကောင်းကြီးချကြတော့ဆိုတော့တခါတည်းဝတ်စုံဒီဝတ်ပြီးတော့မှတွားချကြတာအားရှိတဲ့လူတရားမိဘုံကပြင်းလို့တွားချတဲ့လူဒီမိဘုံအပ်လို့အကုန်တေးကုန်မကောင်းတဲ့ဖက်မှာဘာဝင်ပြီးတော့ဖရားရဲ့တစ်ဖက်မှာဘာဝင်တဲ့သူလဲကောင်းကြီးမင်္ဂလာမခံပဲနဲ့ဒုက္ခရောက်အဲ့ဒါကြောင့်ဖရားဖက်မှာရပ်တည်တဲ့ရှာတဲ့မေရှာပေးစတဲ့ကိုတော့၄ယောက်ဖြစ်ပြီးလာလျှောက်တယ်အဲ့ဒီ၄ယောက်ကပဲသူလဲယေရှုခရစ်တော်ဖရားဖြစ်တဲ့၄ယောက်မြောက်ကစတုထသားဟာဖရားသားနဲ့တူပါတယ်ဆိုပြီးတော့ရှင်ဘုရင်ကြီးနေဘုခဒ်နေဆာပြောတယ်ဖရားကယေရှုခရစ်ဟာလူစားတိလာမခံခင်မှာpre-incarnation လို့ပြောတယ်ဓမ္မဟောင်းကတည်းကယေရှုဟာလောကမှာဖန်ဆင်းတဲ့ကဲတင်တဲ့မာနောဆမ်ဆုံရဲ့အဖေစီမှာလဲမင်းနာမည်ဘယ်သူဖြစ်မလဲလို့မေးကြတော့အတိုးကိုဖြစ်တဲ့ငါနာမည်ကိုမမေးနိုင်ဘူးအတိုးကိုဟေရှာပိုး6မှာသူ့နာမတော်မူကားအတိုးကိုတိုင်ပင်ဖက်တကိုးကြီးတော်ဘုရားသခင်ငြိမ်သက်ခြင်းအရှင်သာဝရအပါဟုခေါ်ပေါ်တော်ချင်းခံရမယ်ဆိုတော့ယေရှုဖြစ်ဟာလေလုယာဒါကြောင့်ဒီနေ့ကျွန်တော်တို့ကဘုရားเจ้าမှာဘုရားနဲ့ရှိတာမဟုတ်ဆရာကဲတင်ချင်းရောက်ပုံရေးကြည့်တယ်နော်ကဲတင်ချင်းသဘောမပေါက်သေးရင်ဘုရားကိုစ조사ပဲရှာသေးရင်ဒီနေ့ဩဝါဒမလွဲချုံမှားရွနေတဲ့အများကြီးရှိတယ်ဘုရားကိုစ조사ခြင်းအဖြစ်နဲ့ကဲတင်ချင်းမရောက်နိုင်မိခင်ကလေးလေးတော်မှာမိခင်အဝတ်ထဲမှာမိခင်ရဲ့조사အထုတ်မှုဒီနဲ့မွေးလို့ကလေးလေးပါတာ
လေးလေးပါဝင်ကူညီမှုပါမရှိပထမမွေးနေ့မှာတော့အဲ့လိုပဲဒုတိယမွေးနေ့ဆိုဖယားရဲ့မွေးနေ့မှာလေအဲ့ဒီလိုတပိုးပေါက်ဖို့ငါရဲ့ခွန်အားငါရဲ့အစွမ်းငါရဲ့ပါဝင်မှုငါရဲ့ကုသိုလ်ဒါနကောင်းမှုဘာမှမပါဘူးဖယားယေရှုလို့ဒီဖို့တော့ဟာလေလုယာအဲ့ဒီလိုသိပြီးမှမွေးလာတဲ့အခါကျတော့ဖယားယေရှုသိတယ်လို့တရားကဖယားအမှုကိုနားလည်ပါဟာလေလုယာဖယားရဲ့တာသမီဖြစ်တဲ့အခါမှာဖယားသဘောကိုပေါက်တာဖယားအလိအလာကိုနားလည်သဘောပေါက်တာဒါကြောင့်အာဗြဟံကိုဒီတိုင်းပဲရွေးကောက်လို့အာဗြဟံသားတီတော်ကအထဲမှာယေရှုမရလို့နောက်ပဲလက်ကြတယ်ဖယားရဲ့အလိအလာကိုနားမလည်ကြအမေနဲ့ပဲအာဗြဟံသားဖြစ်တာဖယားရဲ့တာသမီတီလို့သူတို့ထင်မရဘူးလေဒုတိယမွေးချင်းခါမှာဖယားရဲ့နိုင်ငံတော်ရောက်လာမယ်ဆိုတော့ဒုတိယမှာမမွေးတာအာဗြဟံရဲ့အပေါ်ရအခွင့်နဲ့အာဗြဟံအမိခါဒီနေ့လည်းခရိယာအမိခါဒီအများကြီးရှိတယ်ဒါကြောင့်ဒီနေ့ဓမ္မတော်ဝတ္ထုဒါကြောင့်ဓမ္မတော်ဝတ္ထုအခန်းကြီး16အငယ်6ကနေ10ကြည့်နေတွေ့တယ်နော်ဓမ္မတော်ဝတ္ထု16အငယ်6ကနေ10ရှင်ဘောလူတို့ခကြီးစီမှာပိတ်ပိတ်ဖယားကိုတယ်အာရှမိုင်းနာနေရာဒီမှာမကွာအောင်ဟိုးမာဂီဒိုနီးယားပြည်ဆိုတဲ့တခြားနေရာကွာဘုရားကပိတ်ပင်လိုက်တာဒါမှတော့16တဲ့ဖတ်ကြည့်အောင်6ကနေ10ဖတ်အောင်6ကိုအရင်ဖတ်ရ6ကနေဖတ်ဂျူကီဘီဂလာတီဘီကိုရှောက်သွားပြီးမှအာရှိဒီ၌နှုတ်ကပတ်တရားတော်ကိုမဟောစေခြင်းကတိုက်ရှိတော်ဝိညာဉ်တော်သည်မြစ်တာတော်မူသည်ဖြစ်မူတိဤတော်ရောက်လေဘေးတော်ဤတော်သွားပြီးပြုကြစေဝိညာဉ်တော်သည်အခွင့်ပေးတော်မမူသောကြောင့်မူတိဤအနာမှာရှောက်လေတယောမြောက်တော့ရောက်ကြ၏ချောမြောက်တော့တယ်ချောဘောလူတော်ကဟောအာစမိုင်းနာဒီကနေရာဖက်မှာလာဖို့ကိုအဲ့ဒီမှာသွားခွင့်မပြုလို့ဟောဖက်မာကီဒိုနီးယားပြည်အဲ့ဒီမှာသွားကြအဲ့ဒီမှာလည်းမာကီဒိုနီးလူတယောက်ကပြောင်းလဲဖို့လိုတာအဲ့ဒါကြောင့်ကျွန်တော်တို့ဖယားသားသမီးတွေပို့တဲ့နေရာတိုင်းဟာဖယားအလိုရှိလို့ကိုသွားခြင်းတဲ့နေရာမသွားနဲ့ဖယားပို့တဲ့နေရာသွားဟာလေလုယာကိုလုပ်ခြင်းတဲ့အလုပ်မလုပ်နဲ့ဖယားလုပ်ခိုင်းတာလုပ်အဲ့ဒါအရေးကြီးတယ်ဘောလူတော့လည်းဒါဆိုတော့ကျွန်တော်ချုံမြောက်မှာပဲနေရအောင်ဘယ်လိုလဲတော့ခွင့်မပြုဘူးဝိညာဉ်တော်လည်းအိတ်ကြတဲ့အချိန်မှာမာဂီဒိုနီလူတယောက်ကဟိုဥရောပဖက်မှာတွားချင်လို့ဒီဘက်ကူလာချဒီဘက်မှာကူညီကြပါငါတို့ကိုမဆာကြပါတဲ့အဲ့ဒါကိုချက်ချင်းအငယ်30ဖတ်ရကို30ပါညခါဘောလို့ဒီယာတိပါယကိုမြည်ရည်မာဂီဒိုနီလူတယောက်ကမာဂီဒိုနီပြည်တော့ငါကူပါငါတို့ကိုမဆာပါဘူးရက်လေတောင်းပါ၏ထိုပြတိယူပါယကိုမြည်ရဟဲမာဂီဒိုနီပြည်၌အေဝံဂေလိတရားကိုဟောစေခြင်းကသခင်ဖျားသည်ငါတို့ကိုခေါ်တော်မူသည်ဟုတ်ငါတို့သဘောကျတဲ့ဖြင့်ထိုပြည်သို့သွားခြင်းကချက်ချင်းရှာကြကြ၏တရားရှင်နာမတော်ရုပ်ကိုကြည့်ပါစေဖယားပြပိတ်သေးရင်ဖယားကတိခွန်ပြုရင်တိပြည့်ဒီတိုင်းမနေနဲ့လုံးငါတို့အဲ့ဒီမှာတွားဖို့လိုတာဟိုထုံးမြို့မှာငါတို့ရောက်လာတာအဲ့ဒါဆိုတော့တွားရအောင်ဆိုပြီးတွားတဲ့အခါမှာလေးတရားတကယ်လေးတရားအေးမတအမခံပြောင်းလဲလာတာနဲ့ငါအိမ်ကိုလာကြတပည့်တော်ဒီအားလုံးလည်းအဲ့ဒီမှာစုစည်းပြီးတော့မှလုံးဝအကျိုးရှိတဲ့တထေးအဝတ်ရောက်တဲ့လေးတရားပြောင်းလဲလာနောက်ပြီးတော့ထောင်မှုကြီးပြောင်းလဲလာတရားရှင်နာမတော်ရုပ်ကိုကြည့်ပါစေဖယားပို့ဒါပေမဲ့အာရှဒီဖက်ကိုဘာလို့ဖယားကပိတ်ထားတာလဲဆိုရင်နောက်မှပြန်ဖွင့်ပေးတယ်ဓမ္မတော်ဆက်ရှစ်အငယ်23ကိုဖတ်ကြဓမ္မတော်ဆက်ရှစ်လောက်ရောက်လာတဲ့အခါအဲ့ဒီမှာဖွင့်ချင်လို့16မှာပိတ်ထားဓမ္မတော်ဆက်ရှစ်23မှာဓမ္မတော်တရားဒီလီလေးစပြန်ပြီးလာတိကြီးဖိကိုစေတန်းလျှောက်
အသင်းတော်ဒီလေရယုံမကအဲ့ဒီသူတို့ကိုပြစ်ချင်းခံရတဲ့နေရာဒီမှာတပည့်တော်ဒီများစွာမွေးထုတ်ပြီးတော့မှအစင်အတိုင်းလျှောက်သွားပြီးတပည့်တော်ဒီသွားလာနဲ့မြောက်များစွာဖြစ်လာအောင်ပြန်ထွက်လာတယ်ဘုရားရှင်နာမကာယုံကြည်ပါစေဒီနေ့ဖယားမိတ်ဆွေတို့ကျွန်တော်တို့ကိုဒီမှာထားတာဒီမှာမြောင်များစွာဖယားမသိတဲ့လူကြီးသိအောင်ဖယားအလိုရှိတယ်ဟာလေလုယာဖယားမသိတဲ့နေရာတကယ်ဒီနေရာမှာနေတော့မှကောင်းကောင်းဆူတောင်းပါကောင်းကောင်းဆက်ကပ်ပါကောင်းကောင်းပါဝင်ပါဖယားသိတဲ့လူကြီးမှသွားနေရင်ပါမှာမြန်မာပြည်မှာဟိုးလို့မရတော့တာအဲ့ဒီမှာပဲမြန်မာပြည်အတွက်ခရစ်တော်ဖြစ်ရမည်ဆိုပြီးတော့အမှုတော်ဆောင်တည်တယ်မြန်မာပြည်အတွက်ခရစ်တော်ဖြစ်ရမည်ဆိုအဲ့ဒီမှာပိုးအဲ့ဒီမှာပါမှအဲ့ဒီလိုလုခဲ့ပြီးတော့မှအဲ့ဒီကနေအားလုံးဒီဖက်တီရောက်လာအောင်လာရောပေါ်လာရောအလေလာရောအကုန်လုံးရောက်လာအောင်ပို့လာတာအဲ့ဒါလေနားမလဲပဲနဲ့အဲ့ဒီလိုပဲနေပြီးတော့လောကလူမှုရေးအဖွဲ့အစည်းတွေနဲ့လူအေဝံဂေလိမထွက်လောကအရာဒီပဲကြည့်ပြဒီနေ့ဖယားအချမ်းအစီကိုသိဖို့လို့လေဖယားကပို့လာတာဒီနေ့တယောက်ပြီးတယောက်ပို့တဲ့အခါမှာလေဒီနေ့အသေးလူကြီးတွေမှာထားတယ်ဟောမှာအေဝံဂေလိဖြစ်အောင်သာသနာပြုထွက်တယ်လို့ငါတို့ခံယူတယ်ဟာလေလုယာအဲ့ဒါပဲဖြစ်ရသွားတဲ့နေရာတိုင်းမှာဖယားအကြောင်းပြောဖို့ဖယားသားဖြစ်တာဖယားသားဖြစ်ပြီးကောင်းကင်မှာရောက်ရုံတက်နဲ့တော့မကျေနပ်နဲ့ပြန်တရားစီရင်မှာလေနေကိုရီတို့ခန်းကြီးငါအငယ်ကိုနေကိုငါကိုမှာကြည့်ကျွန်တော်တို့အသက်တာကိုဖယားကဘာလုပ်တယ်လဲစီစဉ်နေတာကြည့်နေတာအလိုတော်နဲ့ကိုအလိုနဲ့ဖယားအလိုနေတိုင်းလွန်ဆွေးနေရဇာတိနဲ့ဝိညာဉ်လုံးခေါ်ဆိုနောတာနဲ့ကိုဖယားအကြံအစီတီတိဖို့ဖယားနဲ့စကားပြောဖယားပါပြောတယ်ပါကြားတယ်ဒါကိုယုံကြည်ခြင်းနဲ့ထပြီးအကောင်အထည်ဖို့ဖယားကလုပ်ခြင်းအားလုံးလည်းအောင်ထော့ကြောင်းငါတို့ဒီနေမြဲအရ၌နေသည်ဖြစ်စေကွာဝေးရအရ၌နေသည်ဖြစ်စေသခင်ဖယား၏ကိုနဲ့တက်စေတော်သူဖြစ်ခြင်းမှာစေတနာစိတ်ရှိ၍ကြိုးစားအားထုတ်ကြဒါကြောင့်ဘယ်နေရာပဲရောက်ပေါ့ဖယားသားဖြစ်ပြီးရဲ့နော်ဖယားသားဖြစ်ပြီးရဲ့ဖယားသားသမီးဖြစ်ပြီးရဲ့ရောက်တဲ့နေရာတိုင်းမှာဘုံထင်ရှားဖို့ဖြစ်တယ်ဟာလေလုယာမျောပေါက်ဖို့ဖြစ်တယ်မျောဆိုတာအဲ့ဒါမျောအနေနဲ့ထားတာဖယားကဒါကြောင့်မြန်မာပြည်ကမျောဒီမလေးရှားမှာပေါ်ဖွာလာကြတယ်ကျွန်တော်တို့ဥက္ကဋ္ဌအရှာဆိုနော်ဒီမှာရောက်လာပြီမဲ့ဟိုမှာနာဂလူမျောဒီမြောက်များစွာပြောင်းလဲဆရာတီတောင်ရှိသေးတယ်အဲ့ဒါဒီမှာကပုံအသေးတော့ကျွန်တော်တို့အသေးတော့ဆူတောင်းဆက်ကပ်ပြီးလှုပ်ဆောင်တဲ့အရာတွေမြောက်များစွာပြည်သူပြည်ပမှာရောက်နေတယ်ဟာလေလုယာကိုယူကြဖို့ဝမ်းမြောက်ကြဖို့မလိုဘူးလားအေးဒါကြောင့်ဒီနေ့ကျွန်တော်တို့အားလုံးဟာဝမ်းစာရှာနေကြတယ်ထင်ကြမဟုတ်ဘူးဝမ်းစာအားလုံးဖျားချွေးပြီးသားဖျားဖန်ဆင်းပြီးသားဒါကိုစားရင်းနဲ့ဖျားရဲ့နိုင်ငံတော်မှာရောက်ဖို့အငယ်30မှာပြောတယ်ငါအားလုံးပြန်စစ်ဆေးမှာသုတရဖူတီရှိနော်အကြောင်းမူကားငါတို့ရှိတဲ့မြတ်ဒီကိုခန္ဓာ၌จิตတော်အကျင့်ကောင်းမကောင်းရှိတဲ့အတိုင်းအကျိုးအပြစ်ကိုအတိခံခြင်းဟာခရစ်တော်၏တရားပရိရှိ၌ပေါ်လာရကြတယ်အဲ့ဒါတော့ဆုရဖို့အကျိုးအပြစ်လို့ပြောတဲ့အတွက်ကြောင့်မကောင်းတာဒီရောအကုန်ပေါ်လာမယ်လို့ထင်ကြတာမဟုတ်ဘူးအများသူများမိမပြင်မှာခဲ့တယ်သူတတ်ခဲ့တယ်အဲ့ဒါဒီမပေါ်ဘူးဒါဒီဖို့ခရစ်တော်ရဲ့ပလင်တော်ရှိတာမဟုတ်ဘူးဆုပေးဖို့ဆုပေးပြီးတော့မှမင်းလုပ်ခဲ့တဲ့ကောင်းတယ်ဖယားသားမဖြစ်ခင်ကအားလုံးဟာအသွဲတော်နဲ့ဖုံးဖို့ပြစ်လိုက်ပြီမင်းဆုရပြီဖယားသားဖြစ်လာတဲ့အချိန်မှာဆုရအောင်လုပ်တဲ့အလုပ်ဒီပါတီရှိရလေအဲ့ဒါပဲလုပ်တာစာမေးပွဲအောင်စရင်စစ်တယ်ဆိုတာလူတက်တဲ့နဲ့မှရတယ်လေဆိုတာအဲ့ဒါဒီအကုန်မဖို့ဘူးအောင်ကလာကြကလာဆိုတာစစ်ပြည့်အဲ့ဒါအောင်စရင်မှကြောင်ရတာအဲ့ဒါကြောင့်ငါတို့ရှိတယ်များခရစ်တော်ရဲ့တရားပလင်တော်ရှိမှပေါ်လာမယ်ဆိုတာတချို့ကအဲ့ဒါအပြစ်တီရောအကုန်ပြန်ပေါ်လာမယ်ရှက်စရာဒီချိန်မှဆိုတာနားမလဲစားခရစ်တော်ရဲ့အသွဲတော်ကဘာလို့တယ်ငါတို့ရှိတယ်များဒုစရိုက်အပြစ်ဖုံးဖို့တာဟာလေလုယာငါတို့အပြစ်ရှိတယ်များကိုဖုံးဖို့တာဇာလံ30နဲ့အငယ်1နဲ့ကိုဖတ်ကြည့်
ဒါကြောင့်ဒီနေ့ဖခင်ဖွင့်ပေးတဲ့အချိန်မှာလည်းဝန်တာပါလှုပ်ဆောင်တာအခုထမ်းမပြီးတော့ဖခင်ဖွင့်ပေးလို့သွားတော့မယ်ဝန်တာကြတယ်သူတို့ညောင်လေးခဲတယ်မြကိုယ်ဝင်ဆောင်ပွဲလေးခင်ရဲ့တောင်းတတာကိုကလေးမွေးသွားတဲ့အခါဝန်တာပေါ့အခုလေကြံသေးတဲ့လူဒီလေရှေ့မှာမျက်မှောက်မှာတက်သေးတယ်လေဒါကြောင့်ကျွန်တော်တို့ဘာဝန်နေစရာလိုလဲမြန်မာပြည်မှာအခုဒီနေ့ပြင်ဘုံပဲမှာကြားတယ်ဆိုတာအခုဆရာကြည်ဟာပကုတို့ရွာမှာနော်ဖခင်ဝတ်ပြုတဲ့အချိန်မှာပုံချလူဒီပဲမှာရောက်ကုန်တယ်လေဘယ်လောက်သေးတယ်ဘယ်လောက်ပြောက်တယ်လေမသိသေးဘူးလေအဲ့ဒီတတိချာအဲ့ဒီအချိန်မှာခင်ဗျာဒီမှာအေးဆင်းဆင်းရတာဝန်နေသေးတယ်ဒါဒီအနေငါမရောက်သေးဘူးဒီအဲ့ဒါဘယ်လိုဖြစ်တယ်လဲမသိဘူးဒီလောက်ဆောင်နေတာဒီမှာမလေးရောက်လာခြင်းလို့ဒုက္ခရောက်တဲ့လူဒီတော့မရှိဘူးလားယေရှုတော်ပဲချီးမွမ်းရအောင်ဝန်တာရအောင်ပျော်ရွှင်ရအောင်ဖခင်အမှုတော်များအတွက်ပါဝင်ရအောင်အဲ့ဒီအတွက်ပဲဖခင်ဒီမှာပို့လာတာဒါကြောင့်ဒီနေ့ဖခင်သခင်ဟာသူ့အချိန်တိုင်းရင်သူ့အလုပ်လုပ်တယ်ပထမပိတ်တဲ့အတွက်ကြောင့်ပိတ်တယ်ပြန်ဖွင့်တယ်အခုဆိုရင်16မှာပိတ်ပြီးတော့ဘောလုံးတော့အဖွင့်အဲ့ဒီမှာလည်းအများကြီးအောင်မြင်တာလေဘယ်လိုပဲပိတ်အောင်မြင်သွားတယ်ဖွင့်တဲ့နေရာရှိတယ်ဓမ္မတော်ဆက်ရှစ်ချန်တော့အဲ့ဒီအစပိုင်းသားဒီတပည့်တော်ဒီမွေးထုတ်ပြီးတော့ဖြူကိပြီးကလာတိပြအကောလုံးမှာမအောင်မြင်သွားဘူးလားဖွင့်လာပြန်တယ်ဒီနေ့မိတ်ဆွေအခုထက်ထိယောက်ျားမရဘူးပါဖြစ်လို့လေယောက်ျားရလည်းဒုက္ခရောအခုမရသေးတဲ့နော်မီနဲ့အစတာတော့ကလေးရလို့ယောက်ျားမရသေးတဲ့နဲ့ကလေးရလို့သူတို့ကဒုက္ခရောက်နေကြတယ်ဖယားကဖွင့်တဲ့အချိန်လူတိုင်းအတွက်မရှိဘူးလားကောင်းကင်နိုင်ငံချီဆောင်ခြင်းပါတခုကတယောက်တချို့အဲ့ဒါချီဆောင်ခြင်းပါနောက်ကြတယ်တဲ့ခေါ်တာမဟုတ်ဘူးများဘာလို့ဖယားတကူဖယားအခွန်ဖယားအာနာဖယားတကူဖယားရဲ့လူပိုင်ခွတ်တီပဲအဲ့ဒါသွားပြီးတော့စောတကမတက်နဲ့အဲ့ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဖယားတခင်ရှိမှာယောဂရဲ့အသက်တာပဲကြည့်အောင်ညီကိုတရားနဲ့ရောက်ပြီးတဲ့ကငွေပဲတော့နဲ့ယုံတာယေရှုက30တာဒါဆိုယေရှုထက်ကြီးလို့ရမလား20ယောသကိုယေရှုကပုံဆောင်တယ်ဓမ္မဟောင်းမှာညီကိုတရားရောက်တယ်ယေရှုလည်းညီကိုတရားပဲရောက်တာတပည့်တော်တရားယူဒစကတော့မရောက်လိုက်ဘူးလားယေရှုက30တန်ယောသ20ပဲဒါထက်ကြိုလို့မရအောင်အဲ့ဒီလိုရောက်ကြတာဟောဘောဒီဖာအိမ်မှာမရောက်ဘူးလားရောက်တာဖယားပြောတတ်နဲ့အတူရှိတယ်တဲ့အမှန်ပြောတာဖယားကတော့အမြဲတမ်းကျွန်တော်တို့နဲ့အတူရှိတယ်နော်အရင်ကလည်းပြောထားပြီးပြီဖယားညံ့မောက်တော့ဆိုပြီးတော့ညံ့မောက်တော့မှဆိုပြီးတော့ပလင်ပိုပဲကတ်ကြတာပလင်အောက်မှာဖယားမထိုက်ဘူးလူတီထားတဲ့ပလင်ပဲဖယားကခင်ဗျာအနာမှာအမြဲတမ်းရှိပြီးသားဟာလေလုယာမျက်မှောက်တော်အမြဲတမ်းခင်ဗျာသွားလေရမှာမျက်မှောက်တော်ရှိတယ်တော့ခင်ဗျာမျက်မှောက်တော်ဆိုတဲ့ဖယားကိုကြိုးခိုင်းပြီးနေတဲ့အခါမှာသူ့ရဲ့အရှင်ကတကိုးကတင်တဲ့မဟာစာပုဖြစ်နေတယ်။မိကတော့အမြဲတမ်းနေကြီးကတော့အမြဲတမ်းပူနေတာပဲ။ဒါပေမဲ့မောတင်အောက်မှာရောက်သွားတဲ့အခါမှာနေအောင်မရတဲ့အရာကိုဟာကိုနော်အမျိုးမျိုးနဲ့ဖုံးထွန်းတဲ့အခါမှာစီမင်းထွန်းပြီးတော့မှစပွဲကိုမှတင်ရမယ်အစားစပွဲအောက်မှာထားတဲ့အတွက်ကြောင့်အလေးမလေးနိုင်ကြဆိုမျက်မှောက်တော့မရှိတော့ဘူးဖယားရှိရတာနဲ့တင်လို့အလေးကိုဖောင်မိုက်မဖြစ်စေနဲ့လို့ဖယားပြောတာအဲ့ဒါဒါကြောင့်ဖယားသားဖြစ်တဲ့လူတိုင်းဟာဤလောကရဲ့အလေးဖြစ်တဲ့ယေရှုကိုတိုင်ပုတ်စောနေတာဟာလေလုယာအဲ့ဒါမသိတဲ့ကိုဟာကိုသူ့ကယူမဆိုင်တော့ကိုယူထားတဲ့မိန်းမတော်မှကယူမဆိုင်တဲ့သူဒီမရှိဘူးလားတယောက်ကအရက်ပလင်ပဲငါကယူဆိုင်တာငါမိန်းမရှိမှတော့ငါမချဲ့ပြီးမအိပ်ဘူးတဲ့ငါမိန်းမငါနောက်မှာပဲထားပြီးအရက်ပလင်ပဲငါကြက်တာအဲ့ဒီငါရီစားကငါတာနေတယ်အတဲတချန်ချောက်ပြီးတော့မှတေတော့မယ်ချင်းဘုံရွာဦးတင်မြင့်တက်တီခံပါဒါကြောင့်ဒီနေ့ကျွန်တော်တို့စာကြည့်အရာဒီကိုတော့ဦးဆောင်ပေးခဲ့တာဒီများခဲ့ပါကြီးလော့ပါဝိညာဉ်ရေးရခဲ့မှာသွားပြီးတော့ဖယားကအချိန်မရွေးကျွန်တော်တို့ချင်းနောက်ချင်းတာဖယားကအမြဲတမ်းကျွန်တော်တို့ကိုငရဲမှာတွားစီချင်လို့အသက်ပါပေးပြီးကဲပြီးပြီဗျာအဲ့ဒီနောက်ပိုင်းမှာဘာလို့ပုံမဲ့လဲဆိုတော့အကောင်းဒီပဲလုပ်စေချင်ကိုဟာကိုကအေတိုးနဲ့ကကိုဘယ်နည်းတစ်ခွက်နဲ့တာဦးအရာကိုကြောင်းလိုက်တော့အေတိုးကနောင်တရရင်ပဲ
ဒုက္ခရောက်အဲ့ဒါကြောင့်အေးတော့ငါမုန်းတယ်ယာကုပ်ကငါချစ်တယ်လို့ပြောတာညီအကိုမျက်နှာလိုက်တာမဟုတ်ဘူးဝိညာဉ်အရာနဲ့ဇာတိအရာဘုရားပြောတာဇာတိကိုတော့ငါမုန်းတယ်ဝိညာဉ်ကိုချစ်တယ်အဲ့ဒီဝိညာဉ်ဖက်မှာအမြဲတမ်းကျွန်တော်တို့သွားလာတတ်တော်သူဖြစ်ဖို့အရေးကြီးတယ်အဲ့ဒီလိုယောသတိဟောမှာဒုက္ခရောက်နေတာဒါပေမဲ့ဒါဝင်ကြီးဂျွန်အနေနဲ့ဟောမှာအင်းထဲမှာအားလုံးရုပ်ဖို့ဂျွန်ခံရဒါဝင်ကြီးတဲ့ဖယားကိုအားကိုးတယ်ကပ္ပဦးကျမ်း39အငယ်3မှာယောသဖက်၌ဖယားသခင်တည်ရှိတော်မူတာဖြစ်ဟုတ်ဖယားတော်အားလုံးဖက်မှာရှိပေမဲ့ယောသကလည်းဖယားနဲ့အတူရှိတာကိုပြောတာဟာလေလုယာယောသဖက်မှာဖယားရှိတယ်ဖယားရှိတယ်ဆိုတော့ဖယားတပေါ်တူတယ်ဖယားအတီးပြုတ်တယ်ဖယားလုတ်တာတချို့ဖယားရှိရတာနဲ့ဖယားတပေါ်မတူတဲ့အလုတ်လုတ်တဲ့အခါမှာငါမပါဘူးလို့ပြောတာအားလုံးလည်းဖယားအတူရှိပေမဲ့ဖယားမပါတဲ့အလုတ်လုတ်တတ်တယ်ကိုယ်တပေါ်နဲ့လုတ်တာဖယားမပါဘူးလို့ပြောတယ်ဒါကြောင့်ဖယားသားကြီးဟာဖယားရဲ့အလိုကိုပဲလိုက်ဖို့အရေးကြီးတယ်ယောသဖက်မှာဖယားရှိတတ်သူ့တရားဟောမယ်လို့မရှိဘူးမိသားရဖွင့်မယ်လို့မရှိဘူးခိုင်းမယ်လို့မရှိဘူးပြန်ရောလို့ရတယ်တာရတတ်လို့ရတယ်ဂျွန်မဲ့ဟာဒါပေမဲ့ဖယားရှိတဲ့အတွက်ကြောင့်တအိမ်လုံးကိုဘောဒီဖာသူ့ရဲ့တခေကအလက်တာငါသမင်းစားတာပဲစားမယ်ဘာရှိမှန်းတော့မသိတော့ဘူးအားလုံးမင်းမစီမံတော့ဆိုမှအိမ်ကိုရရှိနာမှာကဲပုံကြည့်ပါစေတထေးကိုအလူကိုအနိုင်တော့အောင်တစ္ဆာရှိလားယောသားတလားဖြောင်းမတလားဖယားအားကိုတလားအရေးကြီးတယ်နော်အဲ့ဒီလိုအသက်ရှင်လို့ရှိဖယားချင်းမြောက်ပြတာအိမ်ကိုအဲ့ဒီမှာယောသားဖြောင်းမတဲ့ယောတကဖယားအလိုတို့လုပ်တဲ့အခါဘောဒီဖာမိမတွဲဆောင်တာတခါတလေမဟုတ်ဘူးနေတိုင်းတော့နေတိုင်းတွဲဆောင်အဲ့ဒီချိန်မှာယောသပါသွားရင်တော့ဒုပွေခံချုပ်မပြောနဲ့ဘောဒီပါမိမရဲ့ဒုတိယရင်ရာထူပဲရကျွန်တော်တို့လည်းရွေးချယ်မှုအရေးကြီးတယ်နော်ဘာရွေးတယ်လဲဒုပွေခံချုပ်ရွေးတယ်လားဒုတိယရင်ပဲရွေးမလားယောသကလောကအရာလုံးဝထုတ်ပြတဲ့အင်ဂျီပါချော့ပြပြထုံထဲရောက်သွားတယ်ထုံမှုရဟာလေလုယာယောသဖက်မှာဖျားရှိတာကဘာဦးတော့30ကိုအငယ်23မှာကြည့်3မှာလည်းပြောတယ်23မှာဖတ်ကြည့်အဲ့ဒါဘောဓိဖာမိမရဲ့တွဲဆောင်ချက်ချခြင်းကိုလုံးဝအောင်မြင်ပြီးပြေးသွားတဲ့အချိန်မှာထောင်းတော့ထောင်းမှုသည်ထောင်းအမှုကိုယ်တိုင်ပြန်ရွေးမကြည့်မရှုရအကြောင်းမူကားသာရဘုရားသည်ယောသဖက်မှာရှိ၍သူပြုလေရာ၌အောင်စေတော်မူတည်းဘုရားရှင်နာမကိုပူကြည်ပါစေလုံဆောင်မှုတိုင်းအောင်မြင်ဖို့ခြေတဆန်းချင်းဖယားကောင်းကြီးပေးတဲ့ခြေထားမဖြစ်ပါစေအာမင်္ဂလာဒီပဲကျွန်တော်ဆုအဲ့ဒါကြောင့်အမှုတော်ဆောင်ပါအမောင်တော်မဆုနဲ့ဒါကြောင့်အမှုတော်ဆောင်တည်လေအမောင်တော်ပဲစီပြီးတော့ဧဝံဂေလိထွက်ရင်းနဲ့ဧဝဂေလိဒီဖြစ်အစဉ်ပြေလာရင်တတိထားအစဉ်မပြေအောင်အမြဲတမ်းကျွန်တော်တို့ကရှိရလက်ဖဲရတာရှိရလက်ဖဲရတာဝဲဒီအများကြီးရှိလာအောင်မလိုဘူးရှင်းဖက်ပိုလီပိုလိုပဲကောင်းကြီးဆိုတာပိုလီပိုရောက်လာပုတ်လိုက်ဟိုဖက်ပုတ်ဒီဖက်ပုတ်ကိုင်းထားလို့ဟန်ဘုတ်ဖြစ်ပြီဒါကြောင့်ဖယားတခင်ကကျွန်တော်တို့ကိုအဲ့လိုပဲပွားစေတဲ့အရာပဲဖြစ်အောင်ဒါကြောင့်ဦးထမ်းမပေးတော့ကျွန်တော်စိတ်ချဒီမှာကိုတက်တည်ခံခဲ့ဒီမိသားစုငါရဲ့မိခင်ဒီအတင်းတော့စုတောင်းပေးကြပြုစုဆောက်ရှောက်ကြငါရဲ့မိခင်အတင်းတော့ဆရာပီတာလေးမောင်ငါကိုကနာတေချာတော်တေလုံးကျွန်တော်လုံးပါတပေါ်ပေါက်သွားပါဝိညာဉ်ဖခင်မရှိဘူးမိခင်လည်းမရှိအလကားကောင်းတယ်နားမလဲတဲ့လောကမှာလည်းမိဘရှိတယ်အဲ့ဒါဖယားသိအောင်မိဘကိုထားပေးတာအဲ့ဒီမိဘကိုမလိုဘူးငါဖယားပဲငါ့ကိုဖန်ဆင်းတာမင်းကငါ့ကိုမွေးတာမင်းအဖေမဟုတ်ဘူးလို့ပြောယူပြီဖယားယုံကြည်တာမဟုတ်ဘူးဘာမှမသိတဲ့တရိစ္ဆာန်ဒါကြောင့်ဝိညာဉ်မိဘကောင်းကင်မှာဖယားရှိတယ်လို့မြေကြီးပေါ်နဲ့အဖေအမေမထားပေးဘူးလားအဲ့ဒါကိုယုံသေးရမယ်အဲ့ဒါကိုလုံးဝမိဘလို့ခေါ်ရမယ်ဝိညာဉ်ရှိရမှာလေအခုလိုမိခင်
တွန်းတင်လက်ပြပေးတဲ့ဆူတောင်းပေးတဲ့မိခင်အတင်းလို့ဆိုတာရှိတယ်ကိုမွေးထွားလာတဲ့နေရာပဲဟာကေဆိုပြုစုဆောက်ရှောက်ပြီးတော့တွန်းတင်လက်ပြတော့အဲ့ဒါဒီရှိတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အဲ့ဒီဖယားကိုပဲအားကိုပါမိဖောက်ကယူမဆက်ပါနဲ့လို့မပြောဘူးဖယားတေအိအသက်တာရှင်းနေအကြောင်းကိုမိဖကိုယိုသေးစွာပြုလို့ဟာလေလုယာဒါကြောင့်တမန်တရားဆိုတာလက်ဝဲလက်ရမတိတ်ဆောင်ဘူးအလဲတဲ့တဲ့မသွားတာတချို့လက်ရဒီဖက်ရောက်လက်ဝဲဒီဖက်ရောက်အလဲမသွားတဲ့ဘာရွှတ်နဲ့ over တာဒီမသိလို့အဲ့ဒါကြောင့် online မှာ shop ပြောတယ်လို့အကုန်ခေါ်ပြီးတော့ငါပြောချချင်တယ်ဒီလိုခေါ်လို့မရဘူးခင်ဗျတချက်ပြောပါလွေးတယ်လေတည်တယ်ကျန်းစာအဲ့ဒါဖတ်ချက်ဆရာမမဟုတ်ဘူးကိုယ်တည်းဖတ်တယ်သူကတည်တယ်ဒီချင်းတရားစာပေဟာတမန်တရားမဟုတ်ဘူးပေဟာတမန်တရားကြတယ်တည်တာပေါ့ဒါကြောင့်ဒီနေ့ဖယားရှိယောသအဲ့လိုဒုက္ခခန္ဓာအလကားခန္ဓာမဟုတ်ဘူးအပေါ်ကမလွတ်သေးတာပြိနေတာသူကကဲထောင်မှာတော့အိမ်မဲ့အနဲ့ပြန်ပေးတဲ့စားတော်ဝင်ကိုတော့မင်းအကောင့်ဖြတ်ဖြစ်ခါမယ်ဖလားတော်ဝင်ကိုတော့မင်း၃ရက်မှာမင်းအလုပ်ပြန်ရမယ်မင်းရရင်အလုပ်ပြန်ရလာရင်ငါ့ကိုတတိယနော်ငါလည်းကဲဖာတော်မင်းရဲ့ဘောဒီဖာရဲ့မင်းမပြင်းဖားလို့ငါတခင်မပြင်းဖားလို့ထောင်ထဲရောက်တာမဟုတ်ဘူးငါလုံးဝမပြင်းဖားပဲနဲ့ပြေးတာတော့အခုလို့ထောင်ထဲရောက်တာမင်းတော့လော့သွားမှာ၃ရက်ကြာမင်းအလုပ်ပြန်ခတ်မှာဖလားတော်ဝင်ပြန်ရမှာအဲ့ဒါငါ့ကိုတတိယနော်အကူကြီးမတောင်းမိဘူးလားညောမှာပေါ့သူခမညာဒါပေမဲ့လူကိုတောင်းတဲ့အတွက်ကြောင့်မေ့သွားတာနှစ်တောင်ကြာလူကိုအားကိုးရင်ဘယ်နှစ်ကြာယောသဘယ်လောက်စိတ်တက်ကြမလဲမထင်နဲ့မကြောက်ဘူးယောသဖက်နဲ့ဖယားရှိတယ်ဖယားကယောသနဲ့အတူရှိတော့အားလုံးသူကျေနပ်တယ်ဒါပေမဲ့ဖယားကတော့ယောသကိုမမေ့ဘူးလူကမေ့တတ်တဲ့အကူကြီးပေးဖို့တော့ဖယားကမမေ့ဘူးနဲ့ကြတဲ့အခါဖာရောအိမ်မက်ကိုဖယားကမက်ခိုင်းပြီးတော့ယောသကိုအဲ့ခါမှာတတိယလာဖလားတော်ဝင်ကအေးဟုတ်တယ်အဲ့ဒီအိမ်မက်ဒီမှာဘယ်သူမှပြည်သူပြည်သားဒီမှာအနဲ့ပြန်ပေးမယ်သူမရှိရဲ့ငါတို့ထောင်ထဲရောက်တော့ကရှင်ဘုရင်ကြီးကငါတို့အဖြစ်ကြောင့်ထောင်ထဲထဲတော့ကဖလားတော်ဝင်ငါ့ကိုအလုပ်ပြန်ခတ်မယ်အိမ်မက်တပြိုင်ထဲမဲ့ကြတဲ့အခါမှာတညထဲမှာအိမ်မက်အနဲ့ပြန်ပေးတာပြန်ပေးတဲ့အတိုင်းမှတယ်၃ရက်နေ့မှာမင်းအလုပ်ပြန်ရမယ်၃ရက်နေ့မှာစားတော်ဝင်ကောင်းစားလိမ့်မယ်လို့ပြန်တဲ့အတိုင်းဖြစ်လာတာအဲ့ဒီယောသဆိုတဲ့ကောင်ထောင်ထဲမှာရှိတယ်ဆိုတော့ရှင်ဘုရင်ကြီးကမသိလာဘူးလားသိလာပြီးတော့တွားခို့ဒီမှာလာပြီးတော့ငါအိမ်မက်တင်ပြန်ငါအိမ်မက်ကတော့ပိန်ချုံနေတဲ့နွားအဲ့ဒါဒီပေါ်လာပြီးတော့ဝါထိုးတဲ့နွားဒီကိုညောင်ပစ်လိုက်တယ်စပါအောင်မာတဲ့စပန်ဟန်ခွန်းနဲ့ဟန်ကိုအဖြစ်ဒီစပါဖြစ်ဒီအကုန်ညောင်ပစ်လိုက်တယ်အဲ့ဒါအိမ်မက်တယ်ဘာလဲဆိုအဲ့ဒါမင်းအိမ်မက်ပြန်တတ်တယ်လို့ပြောတယ်အိမ်မက်ကဖះနဲ့ပဲဆိုင်တယ်လေငါဘယ်သိမလဲဘုရားရှင်နာမတာရောဘုန်းကြီးပါစေဘုရားကိုလည်းအမြဲတမ်းလုတ်ခိုင်းပါကိုဟာကိုတော်တယ်တတ်တယ်မလုပ်နဲ့အဲ့ဒီချိန်မှာဘုရားပါပြောလာတယ်ကဲယောသအိမ်မက်အဲ့ဒီခုနှစ်ကောင်နွားခုနှစ်ကောင်ဆူဆိုးတဲ့ခုနှစ်ကောင်နဲ့ပင်ရှိတဲ့ခုနှစ်ကောင်မြောင်ပြစ်လိုက်တာစပန်းဟန်ခုနှစ်ဟန်နဲ့အဖြစ်ခုနှစ်ဟန်လည်းအတူတူပဲတဲ့အဲ့ဒီခုနှစ်တရားခုနှစ်နှစ်ဖြစ်တယ်တဲ့ခုနှစ်နှစ်မှာအစာအာဟာရကောင်းပါတဲ့အချိန်မရောက်လာပဲနဲ့ကျွေဝပိုးကျွေတဲ့အချိန်ခုနှစ်နှစ်ရှိလိမ့်မယ်အဲ့ဒီအချိန်မှာပညာရှိတဲ့တကယ်ပဲနားလေပိုက်ချတတ်တဲ့သူပန္တာဆိုထားပြီးတော့စုစည်းပါနောက်အဖြစ်ဒီနောက်အပိန်ဒီနွားဒီအမျောကုန်တယ်ဆိုတာကနောက်ခုနှစ်နှစ်မှာအစာကောင်းပါပြီးတော့မှလုံးဝတကဘာလုံးမှာရှားပါမှာအဲ့ဒါကြောင့်အဲ့ဒီပိုးကျွေတဲ့အချိန်မှာစုတဲ့ဟာကိုပဲဒုက္ခရောက်ကောင်းပါတဲ့အချိန်မှာဖြတ်ထုတ်ဖို့ဖြစ်မယ်လို့ပြန်ပေးတဲ့အခါအဲ့ဒါရှင်ဘုရင်ကြီးကမင်းပဲအဲ့ဒါလုပ်ရမှာအဲ့ဒါလုပ်တတ်တယ်လို့ယောသပဲဖြစ်မယ်ဆိုပြီးတော့တိတ်ကုန်ကလုံးပါဘုရင်ခံချုပ်အနေနဲ့မင်းကိုခတ်တာငါနာမည်နဲ့ပဲဘုရင်ဖာရောတော့အန်တယ်ဒါပေမဲ့ယောသအခွင့်မရှိဘူးဘယ်လိုမှအီဂျစ်ပြည်တစ်ပြည်လုံးမှာခြေတခါမြကြွခွင့်မရှိဘ
切得上山坡道，有的明星嘛，山路也没说的，困难啊，我们背不了，背来的。但叫地内，培养些嘛，有的哈，那错嘛，都看要得挺背的，不信你去破，是呀的。พลาโรเวนกันเห็นมาแต่ที่ยาเราเปียวใครเห็นตัวปลายาหาตรงเดี๋ยวอินเน็ตอันนี้ยังจัดเดสก็พี่เราทองแท้มาแล้วเราจะมาเสียเต็นตัวมาแล้วเราไปนาเมชิมาอินเน็ตยังจัดเดโยตัดเราขอได้ทองแท้มาหยอกผู้เด็กแต่เข็มมา15 โลแล้วพี่เราดาวไม่ชิมาพลาโรเวนกันมิกซ์เซตกูยีต้องเนี่ยแต่กูยีแต่ส่วนแต่ดาวให้กูยีไหนพาโรผู้ยิงกูใจอิงแม่ปีโคยาวพยากะลุกดาฮาเลลูยาไอ้เน็ตแท็กอินมาจากกองเนี่ยเน็ตจ่าละชิมผู้ยิงเย่อควัดอาณาอากงเปเชป่วยนามาดีเบบีอากงลูกกูทีนี้เยซูเลยปุ่งสองเยซูคริสต์เอโลคาเมโรอโลโลสองปีให้ชาที่อัตตาအပေးခံအသက်ဆုံးတိတဲ့ကောင်အစီကြုံခံပြီးတော့လာတဲ့အတွက်ကြောင့်နောက်ဆုံးကျွန်တော်တို့ရဲ့တက္ကပိချင်းဒုက္ခရောက်ခြင်းကျဉ်ကြခြင်းချုပ်တီးကျဉ်ကြကျဉ်းမြောင်းတဲ့ဘဝရောက်တဲ့ဆိုတာကကျေဝိတော့အသက်တည်းနောက်ဆုံးမှပြန်ရဖို့အရာပြောတာဖြစ်တယ်။အဲဒါကြောင့်ဒီနေ့ယောသရဲ့ယေရှုခရစ်ကိုပုံဆောင်တဲ့အရှိဖြစ်တဲ့ယောသမှာဖြစ်ပြတဲ့ယေရှုမှာဖြစ်တယ်ယောသကညီကိုတရားရှောင်းလိုက်တယ်ယေရှုလည်းသူ့ရဲ့တပည့်တော်ထဲကိုရှောင်းတယ်ယောသကအီဂျစ်ပြည်မှာရောက်သွားတယ်ယေရှုလည်းအီဂျစ်ပြည်ကိုခေါ်သွားခြင်းခံရယောသကအမျိုးစီရင်ချေတီခံရတဲ့ထောင်းတယ်ယောယေရှုလည်းယုံနာတီထောင်းအမျိုးခံရနောက်ဆုံးမှာလောကအင်ဂျီတီချပ်ပြီးတော့ယောသပြေးတယ်လို့ယေရှုလည်းအင်ဂျီတီချပ်ပြီးတော့မှအဝတ်တော်တီတော့ချပ်ပြီးတော့မှမဲဒီပဲထိုင်ရတယ်ခွဲလူဒီအတွက်နောက်ဆုံးမှာအကောင်းဆုံးဖြစ်တယ်ဆိုတာဒီနေ့ကျွန်တော်တို့ဖခင်ကအခွင့်အရေးပေးတဲ့အရာတော့လုံးဝမထီမဲ့မပြုတ်နဲ့လိုဆက်ခက်ခဲတဲ့အရာဒီနဲ့လက်မမြောက်နဲ့လုံးဝညီကိုဒီကိုလည်းပြန်ပြုစုဆောက်ရှောက်တဲ့ယောသဖြစ်လာတယ်ခရစ်တော်ကသူတို့ကိုရောက်ပေမဲ့ခရစ်တော်ကိုရောက်ကြတဲ့ယူဒလူမျိုးတွေကိုချစ်နေတော့မယ်ဒုတိယပြန်ကြွလာတဲ့အခါမှာအနှစ်တစ်ထောင်ဒီထောင်ပြီးတော့နိုင်ငံတော်မှာရှင်ဘုရင်ယူဒရှင်ဘုရင်ယေရှုပေဒီလို့ပြောတဲ့အတိုင်းပြန်အုပ်ချုပ်ပြီးတော့ငြိမ်သက်အောင်အုပ်ချုပ်ပြမယ်ယေရှုခရစ်တော်တရားဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့အညောအချက်ထားဒီအမုန်းအညောဒီရှိခဲ့တယ်ဖယားကဒါဒီကိုကြုံတွေ့ခိုင်းတာလူမဟုတ်ဘူးဆိုတာနားလည်ပြီးတော့ငါရဲ့ကောင်းကြီးပဲဖြစ်တယ်လို့သဘောပေါက်ဖို့လို့ဘုရားရှင်နာမှာကာယပုံကြည့်ပါစေအားလုံးမတတ်ထားပြီးတော့ဖိလိပ္ပိအခန်းကြီး1အငယ်3ကနေ9အထိဖတ်မယ်အငယ်10ဖတ်အဲ့ဒါဖတ်ပြီးတော့ကျွန်တော်တို့ဆရာဟာဘကုတ်ကဘောင်းကြည့်ပြီးစုတောင်းချင်တာဖြစ်ဆုံးသတ်ဖို့ဖြစ်ပါမယ်ဟုတ်ပြီဟာရအောင်ရန်တွေလို့တော့စိတ်အချင်းဒီကြိုးစုံတိတ်တိကိုတတ်မဲ့တော့စိတ်ရှိတယ်အဘယ်လိုကိုများမပြုတ်ကြနဲ့သူတကားကြီးကိုထက်တာ၍ကောင်းမြတ်ပြီးဟုတ်လက်ချတော့စိတ်ရှိ၍တရားကိုတရားထိမှတ်ကြတော့ကိုအမှုတရားကိုသာမရှုမှပဲသူ့အမှုတရားကိုအချင်းချင်းရှုမှတ်ကြတော့ယေရှုခရစ်၌ရှိသောထိုစိတ်တော်ကိုတင်တို့၌လည်းရှိစေကြတော့အငယ်9နဲ့10ခါရအောင်ယေရှုခရစ်ရဲ့အသက်တာနော်အငယ်9နဲ့10ခါဟုတ်ပြီအားလုံးလည်းထောက်ချောက်ဖယားခင်ဘိုးတို့ကိုအလုံးချင်းမြောက်၍ဝဲနာမှာတကာတို့ထက်ကြီးမြတ်သောပွင့်နာကိုပေးတော်မူအကြောင်းကကောင်းကင်တတဝါမြေကြီးတတဝါမြေကြီးအောက်၌ရှိသောတတဝါဒီဟူသောခန္ဓာသိသောတတဝါတို့သည်ယေရှုပွင့်နာမှာကိုတူးထောင်၍ယေရှုခရစ်သည်တခင်ဖြစ်တော်မူ၏ဟုနောက်နဲ့ဝန်ခံတဲ့ဖြစ်အမဲတော်ဖရာဘုရားအရေးတော်ကိုထင်ရှားစေကြတယ်အကြောင်းဒီဒါကြောင့်ကိုယ်အသက်တာကြီးကျွန်တော်တို့အားလုံး
ရစက်ကလာအောင်ခရစ်တော်နောက်လက်ခရစ်တော်ရဲ့ဘေးမှာရှိတာမဟုတ်တော့ဘူးခရစ်တော်နဲ့အတူရှိတာခရစ်တော်အထဲမှာကောင်းကင်မှာငါတို့ရှိတယ်လို့ငါတို့အထဲမှာခရစ်တော်ငါတို့စိတ်နှလုံးထဲမှာကိန်းဝတ်တယ်ခရစ်တော်နဲ့အတူအရှိနေတဲ့အတူအလုပ်လုပ်အတူရှိနေတဲ့အတွက်ကြောင့်နေ့တဲ့အလိုတော်ခရစ်တော်ရဲ့အလိုတော်ကိုပဲအမြင်တမ်းဝန်ခံရမှာဖြစ်တယ်ယေရှုခရစ်တော်ဘယ်လိုလုပ်မလဲဒီပြဿနာဒီကိစ္စယေရှုဆိုဘယ်လိုတုံ့ပြန်မလဲလို့ကြုံတွေ့လာတဲ့ဘုရားကိုစဉ်းစားပြီးတော့ခရစ်တော်နဲ့ဆုံးဖြတ်ပြီးတော့ခရစ်တော်အလိုအတိုင်းအလုံးလုံးတော်သူများဖြစ်ဖို့ပွဲနာမှာတက္ကသိုလ်ကြီးမြတ်တဲ့ပွဲที่ခံစားဖို့အခုဒီမှာရှိတဲ့သူတွေအားလုံးဆရာဟောတော်ကြီးကအတန်တင်ထားတာတော့ကျွန်တော်တင်သူတင်သားတွေပေကန်ချင်းမှာပါဝင်နိုင်ကြတယ်လို့သူကချီးကျူးတာတရားရှင်နာမတရားကိုကြည်ပါစေပေကန်ကြတယ်ဒီတာလို့မနော်ဆိုပါကြတယ်မပါတဲ့လူမရှိဘူးဒါမျိုးတရားကောင်းတဲ့စိတ်ဓာတ်တွေသူများဒီရဖို့အမျိုးမျိုးလုပ်နေကြတာကျွန်တော်တို့ကပေးဖို့အသက်ပါဆွတ်နေလိုအပ်အဲ့ဒီလိုဆက်ကတဲ့ဒါသာလေးကြီးဖြစ်ပါတယ်လို့ဒါကြောင့်ကျွန်တော်တို့အသက်တာအေးဒီကိုဆုတောင်းဆက်ကပ်ပြီးတော့ကျွန်တော်တိခါရဆရာအပတ်ကိုရအောင်ကြည့်ပေးခြင်းအဖြစ်အဆုံးသတ်ဖြစ်ပါတယ်ဟာလေလုယာကိုရတရားရှိစေတဲ့ရှင်တော်ဘုရားအောင်ကြည့်ပေးတယ်ဒီနေ့တာသမီးများကိုတတိယကြည့်ရှုနေတဲ့အခွင့်အလမ်းဒီကိုရှိပါတယ်လူတိုင်းမှာအခွင့်အလမ်းဒီကိုရောအချိန်တိုင်းရဲ့ပေးဖို့အစစ်နဲ့ရှိပါတယ်ဟိုမစိုးဘူးကိုရောဘုရားရှိခိုးစိုးရကမတက်ဘူးကိုရောနဲ့အလုံးလုံးဖို့ကိုရောလမ်းပြဖို့ဆောင်တဲ့ပြုကျေးဇူးကိုရောဘုရားရဲ့ကျေးဇူးတော်ကိုညီတော်ချီးမွမ်းပါတယ်ဒီနေ့လည်းဘုရားရှင်အကောင်းဆုံးသောနေ့ရက်ကာလကိုကောင်းချီးပေးပြီးအားလုံးတမီးတို့ဒီတင်ပြမှာရောက်ပြီးမှကိုရောကိုချီးမွမ်းရတော့အခွင့်နဲ့အကောင်းဆုံးကိုရောကိုတိုင်တာဥဆောင်လမ်းပြပို့ဆောင်တဲ့အတွက်ကြောင့်ကိုရောကိုကျေးဇူးတင်ပါတယ်ဘုရားရှင်နှုတ်ကပတ်တော်ဟာတက်ရှင်တဲ့တကူနဲ့ပြီးဆုံးသောနှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့သားတို့တမီးတို့ဒီနှုတ်ကပတ်တော်နဲ့ကိုရောဘုရားကိုကိုးကွယ်တဲ့အခါမှာအင်မတန်မှပြောဆိုစရာကောင်းပါတယ်ဘုရားရှင်ကိုကိုချင်းအမှုရာထဲမှာတန်ရှင်တော်ဝိညာဉ်ကိုယ်တိုင်ရှင်းကြွပြီးတော့မှဒီနေ့ဘုရားကိုအကောင်းဆုံးသောအသေးချာဆုံးကိုရောဘုရားကိုကိုးကွယ်စရာတော့အခွင့်နဲ့ကိုရောကပြည်သူနာမတော်ချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြီးကြားတဲ့အခါမှာအင်မတန်မှဝမ်းမြောက်စရာကောင်းပါတယ်နှုတ်ကပတ်တော်ပေါ်မှာကောင်းကြီးရှိပါတယ်ညီတက်ချင်းပြောရွှင်ချင်းနဲ့ပြည့်စုံတဲ့နှုတ်ကပတ်တော်တမန်တရားကြားတဲ့အပေါ်မှာအရောက်တိုင်းရဲ့တက်တာထဲမှာအမြင့်တွေအပြင်ပေါက်ပြီးတော့မှအတီးတီးလာဖို့ရအတွက်အရောက်တိုင်းအတွက်ဒါရမီကိုဘုရားရှင်ကောင်းကြည်ပေးတော်မူပါဒီနေ့ရှင်ပြန်ထမြောက်တော်နေ့တိမှာဒါတို့ဒီရောက်စီပြီးတော့မှကိုရောဘုရားကိုကိုးကွယ်လာတော့ယုံကြည်သူများအပေါင်းတို့အပေါ်မှာဖခမဲတော်ရဲ့မေတ္တာတော်မိမိရဲ့တက်ကိုမနှမျောပဲလာရွေးနှုတ်ကယ်တင်ခဲ့တော့ဒါတော့ယေရှုခရစ်တော်ရဲ့ယေရှုတော်တမန်တရားကိုအကျွေးမဲ့တွေ့တင်လမ်းပြပို့ဆောင်တော်တန်ရှင်းတော်ဝိညာဉ်တော်ရဲ့မေတ္တာဟာရဖွင့်ခြင်းကောင်းကြီးအပေါင်းတို့ဒီယနေ့မှစ၍ကာလရှင်မြတ်တက်ရောက်တည်ရှိတည်နေပါစီတော်အာမင်အားလုံးဘုရား